လည်းရင်ပေါ်ပတ်လည်းပြန်တိုင်းတယ်ရင်ပေါ်ပတ်လည်းဆိုတာကသူ့ရဲ့ရင်ပေါ်ပေါ့နော်ဒါကရင်သူ့ရဲ့ရင်ပေါ်ပတ်လည်းဆိုတာဒီနေရာနော်ဂျိုင်းလေးကနေပြီးတော့နှက်ပြီးတော့ပေါ်လေးကိုသူ့ကိုကျတော့စီစီလေးတိုင်းမယ်တလားနော်စီစီလေးတိုင်းမယ်ဖက်စီစီလေးဘာဖြစ်လို့လဲဆိုတော့သူ့ကိုကျတော့မတို့ကဒီနေရာလေးမှာမျိုးလေးကိုအဲ့လိုမျိုးတေချာလေးစစ်စီမယ်နော်စစ်ပြီးတော့မတို့တိုင်းတယ်ဒီလိုလေးဆွဲတိုင်းလိုက်မယ်စီစီလေးတိုင်းတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတိုင်းကကျတော့မတို့ရင်ကန်တွေချုပ်တဲ့နေရာမှာအဓိကကျတယ်နော်ရင်ကန်တွေချုပ်တဲ့နေရာမှာအဓိကကျတယ်ဒီအခါမတို့အော့ချူရာတွေပါတယ်ထုတ်တဲ့နေရာမှာဒါကိုတုံးတယ်အဓိကကျတယ်နော်အဲကြောင့်မို့သူ့ကိုစီစီလေးတိုင်းမယ်ရင်ပေါ်ပတ်တယ်နော်အဲ့ဒါလေးရနော်နောက်ပြီးတော့ခါကျတော့မတို့တောက်တွက်တဲ့နေရာမှာလည်းအဲ့ဒါလေးကပါတယ်မလို့ဒါလေးကိုတေချာလေးတိုင်းမယ်နော်ပြီးတော့ခါမတို့ကဒီဖြေလေးကိုဖမ်းပေါ့နော်ပြီးတော့ခါဒီမှာဒီရင်ထိတ်နဲ့ဒီရင်ပေါ်ပတ်လေတိုင်းတဲ့အဖြေလေးကိုဒီလိုလေးချတိုင်းကြည့်လိုက်နော်အဲ့မှာခမ်းမှန်းကြည့်လိုက်ဆိုလို့ရှိရင်ခုနှစ်ရှိတယ်ဒီအကွာဝေးလေးကခုနှစ်နော်အဲ့ဒါလေးကိုလည်းဘာလို့မှတ်ထားလဲဒီရင်ထိတ်နဲ့အခုရင်ပေါ်ပတ်လေတိုင်းလိုက်တဲ့အကွာဝေးလေးနော်အဲ့ဒါလေးကလည်းအမားတို့ကုန်းတောင်ထားတဲ့နေရာမှာအသုံးနေမယ်နော်အဲ့တော့ဒီအကွာဝေးလေးကိုလည်းအမားတို့ကတစ်ချက်မှတ်ထားလိုက်တယ်ဒါခုနှစ်ဆိုတော့ခုနှစ်လို့ရေးထားလိုက်မှာပေါ့နော်အဲ့ဒါပြီးတဲ့ခါကျတော့ရင်ပေါ်ပတ်လေပြီးတော့ရင်အောက်ပတ်လေညောက်ပတ်လေလည်းအဲ့လိုပဲဒီအောက်နော်ဒီအောက်စီလေးအဲ့ဒါလေးကိုလည်းဒီစီစီလေးတိုင်းမယ်သူကတော့တအားကြီးမလိုရင်းနဲ့သူ့ကိုသုံးရမယ့်နေရာမှာဒီလိုရှိတယ်လေအဲ့အတွက်ကြောင့်သူကတိုင်းထားပြီနော်နော်ဒီတော့အောက်ပတ်လေအောက်ပတ်လည်းဆိုရင်အောက်ပတ်လည်းအဲ့လိုအခြေလေးကိုအဲ့လိုပဲသူ့ကိုလည်းခက်စီစီလေးတိုင်းထားရမယ်အခြေလေးမှတ်ထားမယ်နော်ဒီအခါကျလို့ရှိရင်အမကြီးအောက်ပတ်လည်းရပြီးသွားပြီဆိုရင်ပါလဲဆိုတော့နောက်တစ်ခုကရင်ကွာနော်ရင်ကွာတိုင်းမယ်ဆိုလို့ရှိရင်အမတို့ရင်ရဲ့အမိုးမောက်ဆုံးနေရာလေးကိုတိုင်းမယ်နော်ရင်ရဲ့အမိုးမောက်ဆုံးနေရာလေးဆိုတာအမတို့ဒီမှာရင်အောင်လေးတွေရှိတယ်ဒီဘက်ရင်အောင်နော်အဲ့ဒီရဲ့အမိုးမောက်ဆုံးနေရာလေးရဲ့အလဲတက်တယ်လေတက်တယ်နော်လေတက်တယ်ဒီဘက်လည်းအလေတက်တယ်အဲ့ဒီဟာလေးနှစ်ခုကိုဒီလိုလေးနော်အဲ့ဒီအကွာဝေးလေးထိတ်အကွာဝေးလေးကိုမတို့ဒီလိုတိုင်းပါမယ်ဒီမှာမတို့ဒီလိုမျိုးထိတ်တက်လေးမှာထောက်လိုက်မယ်ဒီရဲ့ခါကြလို့ရှိရင်ဒီဘက်ထိတ်တက်လေးကိုသွားမယ်ဒါကိုရင်ကွာနှက်နော်ရင်ကွာနှက်ပြီးလို့ရှိရင်ကြတော့အဲ့ဒါလေးကိုခါထည့်ရေးချလိုက်မယ်ပေါ့နော်မှတ်ထားလိုက်မယ်မှတ်ထားပြီးတဲ့ခါကျအမတို့ဘာပြောချင်တာလဲဆိုရင်အဲ့နေရာမှာအကယ်၍ခန္ဓာကိုယ်ပေါ့နော်အဲ့နေရာမှာတိုင်းနေဟိုလိုအပ်တဲ့ဟာလေးကိုထည့်ပြလိုက်ခန္ဓာကိုယ်တွေကိုယ်တိုင်းတွေကတိုင်းပြီဆိုလို့ရှိရင်သူတို့ကဟိုပေါက်ပါဟိုအင်းငင်းဝစ်လာဒါမှမဟုတ်ရင်ထသွားထလာဝစ်လာဒါမှမဟုတ်ရှင်ပွဲတက်ဝစ်လာပေါ့နော်ပွဲတက်ဝစ်လာအဲ့လိုမျိုးပေါ့လာတိုင်းနေမယ်သူတို့အဲ့လာတဲ့ခါကျလို့ရှိရင်သူတို့ဝစ်ထားတဲ့ဘောလီနော်ဝစ်ထားတဲ့ဘောလီသူတို့ဖျို့ဖျဲဖြစ်နေလားပေါ့နော်တချို့ကဒီတိုင်းပဲဟိုပေါ်လာပြီးတော့ဟိုတိုင်းလိုက်တာပဲနော်တိုင်းလိုက်တာပဲအထဲထဲမှာသူကဒီပေါက်ပါပဲဝစ်လာကြတယ်လေအဲ့လိုခါမျိုးကြတော့ကိုတိုင်းရတာကိုကတကယ်ပွဲတက်ဝစ်ဆုံးဟိုချုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ပုံမှာတိုင်းရတာခန္ဓာကိုယ်ရောရဲဝစ်ထားတဲ့အတိုင်းဖြစ်သွားတယ်အဲ့လိုမျိုးအကယ်၍လာတယ်ဆိုလို့ရှိလို့ရှိရင်ကြတော့အမတို့ကဟိုကွက်ကိုပေါ်လီတိုးလေးပါလေးပေါ်နည်းနည်းပါဆွဲတင်ဒီဘက်အဲ့လိုမျိုးကနေရာလေးနည်းနည်းပြင်ပေးလိုက်ပေါ့နော်နည်းနည်းအောက်ကိုကျနေတာမျိုးဆိုလို့ရှိရင်အမတို့ကနည်းနည်းပေါ်တင်ပေးပြီးတော့မှသူ့ရဲ့ပုံလေးလှအောင်ပေါ့ခန္ဓာကိုယ်လှအောင်နည်းနည်းပါပြင်ဆင်ပြီးတော့မှတိုင်းရမယ်နော်အကယ်၍သူကပွဲတက်တွေလာအပ်တယ်ဆိုလို့ရှိရင်ကြာရင်သူကပြောရမှာအမပွဲတက်ဆိုလို့ရှိရင်အမပွဲတက်မှာဘယ်ဘော်လီကိုဝစ်မှာလဲအဲ့ဒီဘော်လီလေးနဲ့လာတိုင်းမှာလားဆိုပြီးသူတစ်ချက်ပြန်ပြီးတော့ပြောရမယ်နော်ဒါဆိုတော့အဲ့ဒီဝစ်မဲ့ဘော်လီလေးကိုဝစ်ပြီးတော့မှတကယ်ပွဲမှာဝစ်တဲ့ဘော်လီလေးကိုဝစ်ပြီးတော့မှအမတို့ကလာပြီးတော့ကိုကပြန်ပြီးတိုင်းမယ်ဆိုတော့မှတကယ်ကိုအဲ့ဒီရဲ့ခန္ဓာကိုယ်လေးရမယ်နော်အဲ့ကြောင့်မလို့သူအဲ့ဒီတကယ်ပွဲတဲ့ဘော်လီလေးကိုဝစ်ပြီးတော့မှတိုင်းတာပို့ပြီးတော့ကောင်းတယ်နော်အကယ်၍မဟုတ်ခဲ့ဘူးသူကလာရတာလည်းဝေးတယ်နောက်တစ်ခါလည်းပြန်မလာချင်ဘူးပါညာဆိုရင်တော့သူ့ရဲ့ body တိုးလေးတွေပါလေးပုံတင်ပလိုက်နည်းချောင်းထားတယ်ဆိုရင်နည်းတက်ကလေးဝင်လိုက်နော်အဲ့လိုမျိုးလုပ်ပြီးတော့မတို့တိုင်းမယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မတို့ရင်ဝါပြီးတော့ပြီဆိုလို့ရှိရင်ဗာလဲဆိုတော့လက်မောင်းဘေးပတ်လေလက်မောင်းဘေးပတ်လေကဘာပြောရလဲဆိုရင်မတို့ဒီလိုမျိုးသူ့ရဲ့ပတ်လေလေးကိုမတို့ဒီလိုလက်မောင်းကနေဆိုရင်နော်အဲ့မှာလည်းအမတို့ခက်စီလေးဒီလိုမျိုးလေးနည်းနည်းတင်းလေးဆွဲပြီးတော့တိုင်းတယ်နော်အဲ့ဒါကြတော့ဗမာလိုတာလဲဆိုရင်အဲ့အဖြေကကြတော့offshore တို့ဘာလို့ချုပ်တဲ့ခါမှာဒီအဖြေကိုသုံးတယ်နော်ဒီလိုမျိုးတိုင်းတာဒါကိုလက်မောင်းဘေးပတ်လဲလို့ခေါ်တယ်နောက်တစ်ခုကကြတော့လက်မောင်းဘေးပတ်လဲပြီးတဲ့ခါကျတော့လက်မောင်းတဝက်
လက်မောင်းတစ်ဝက်ဆိုတာဘာကိုပြောရလဲဆိုရင်ဒီလိုမျိုးလေးစောင်းလိုက်တယ်စောင်းပြီးတဲ့ခါကျလို့ရှိရင်ဒီဘက်ဂျိုင်းနဲ့ဒီလက်မောင်းနဲ့အဆက်ကနေပြီးတော့ဟိုအရှိပဲဂျိုင်းနဲ့အဆက်ပေါ့နော်ဂျိုင်းနဲ့လည်းအဆက်ကိုငါတို့လက်မောင်းပြီးတစ်ဝက်လို့ခေါ်တယ်ဒီလိုပုံစံလေးတိုင်းမယ်ဒီဘက်မှာထောက်မယ်နော်ဒီဘက်မှာဒီလိုလေးထောက်လိုက်မယ်ထောက်ပြီးတဲ့ခါကျလို့ရှိရင်ခန္ဓာကိုယ်လေးကိုဒီလေးလုပ်ပြီးရင်ဒီဘက်ဆက်ပြီးနော်လက်မောင်းတစ်ဝက်ခေါ်တယ်ဒါလက်မောင်းတစ်ဝက်ကိုဒီလိုတိုင်းတာနော်ဒီရဲ့ခါကျလို့ရှိရင်ငါတို့ရင်ထိတ်မှာပခုံးထိရင်ထိတ်မှာပခုံးထိဆိုတာဒီလိုမျိုးရင်ထိတ်နော်ဒီရင်ထိတ်ကနေပြီးတော့ဒီပခုံးထိရှည်လို့ပြောနော်ရင်ထိတ်ကနေပြီးတော့ပခုံးထိအရှည်ကိုလို့ဒီလားပခုံးဆိုတာအမှဒီထိတ်လေးပေါ့နော်လက်ရင်းပေးထိတ်ကလေးပေါ့အဲ့ဒါကိုရင်ထိတ်မှာပခုံးထိအရှည်အဲ့ဒီလေးလို့ပြောတာနော်ဟုတ်ပြီနောက်တစ်ခါကျတော့ရင်ထိတ်မှာပခုံးထိပြီးတဲ့ခါကျတော့ရင်ထိတ်မှာရှေ့လည်ပင်အကျနော်ရင်ထိတ်မှာရှေ့လည်ပင်အကျကျတော့ဘယ်လိုတိုင်းမှာလဲဆိုလို့ရှိရင်အမတို့ခန္ဓာကိုယ်တွေမှာဒီမှာလေးလည်ပင်အချိုင်လေးရှိတယ်နော်အဲ့အချိုင်လေးကနေပြီးတော့ဒီရင်ထိတ်ပေါ့ဒီမျိုးပုံစံလေးတိုင်းပါနော်ရင်ထိတ်နဲ့အဲ့ဒီလည်ပင်ရှေ့လည်ပင်မှာအချိုင်လေးရှိတဲ့ဆိုလို့အမတို့ကတိုင်းတယ်နော်ဒီမှာကျတော့ဒီလိုမျိုးလေးပေါ့ဒီလည်ပင်ထိတ်ကလေးနဲ့ဒီရင်ထိတ်ကလေးပေါ့အဲ့ဒီရဲ့အကွာဝေးနော်အဲ့ဒီအကွာဝေးလေးကိုရမှာအမတို့ကသူ့ရဲ့လည်ပင်ပေါက်ရှေ့လည်ပင်ပေါက်အကျလေးကမှန်ကန်ကန်တိတိကျကျလေးထွက်လာမယ်เนาะအဲ့ဒါလေးကိုဒီလိုမျိုးကြောင်းပြက်ကလေးတိုင်းလဲထိတ်စင်တာတက်တက်မှာထောက်ထားမယ်ဒီအခါလေပင်အချိုင်လေးပေါ့เนาะရှေ့လေပင်အချိုင်လေးစီကိုသွားထောက်เนาะဒီလိုပုံစံလေးတိုင်းမယ်အဲ့ဒါကိုရှေ့လေပင်အကျเนาะဒီအခါကျလို့ရှိရင်ရှေ့လေလိုင်းကြတော့မတို့ဒီထိတ်ရှေ့လေပင်ခုနကလိုပဲအချိုင်လေးထိတ်ကနေပြီးတော့ခါးပြောင်ကိုမတို့တိုင်းတာဖြစ်တယ်เนาะဒီခါးပြောင်တိုင်းလိုက်တဲ့ဥစ္စာကိုရှေ့လေလိုင်းအောင်เนาะရှေ့လေလိုင်းအဲ့ဒါကိုရတဲ့အမှတ်ကလေးကိုမှတ်မယ်ပြီးတဲ့အခါကျလို့ရှိရင်နောက်တစ်ခုကရှေ့ရင်ကျဆိုတာကမတို့ဒီဘက်လက်မောင်းပေါ့နော်ဒီလက်မောင်းနဲ့ဂျိုင်းရဲ့တဝက်လောက်နော်တဝက်လောက်ဒီဘက်လည်းဒီလက်မောင်းဒီကြပဲခုံးထိတ်နဲ့ဂျိုင်းရဲ့တဝက်လောက်အဲ့တဝက်လောက်ကလေးကိုမတို့ဖတ်တိုင်းမယ်ဒီလိုပုံစံလေးတိုင်းမယ်နော်ဒီလိုပုံစံလေးဒီဂျိုင်းထိတ်နဲ့ဒီဂျိုင်းထိတ်ကိုတိုင်းမယ်နော်အဲ့မှာတကယ်တမ်းတို့ကစတမာတွေလာတဲ့ခါကျလို့ရှိရင်တို့ကအင်ကြီးဒီလိုမျိုးလေးပေါ့ဝတ်ထားတတ်တယ်အဲ့လိုဝတ်ထားတတ်တဲ့ခါကျလို့ရှိရင်မတို့ဂျိုင်းအဖြေကိုသွားရှာတာနည်းနည်းခက်တယ်လေခက်တဲ့ခါကျလို့ရှိရင်တို့ကိုဒီလိုမျိုးလေးအင်ကြီးလေးကိုဂျိုင်းကြားလေးကိုထည့်လိုက်ထည့်ပြီးတော့မှဒီလိုလေးနော်ဒီလိုမျိုးလေးဆွဲပြီးတော့ဂျိုင်းကြားလေးကိုထည့်ပြီးတော့ဒီလိုမျိုးလေးလုပ်လိုက်ဒီဘက်ကိုလည်းဂျိုင်းကြားလေးကိုထည့်ပြီးတော့ဒီလိုလေးလုပ်လိုက်အဲ့ဆိုလို့ရှိရင်ဒီဂျိုင်းကြားလေးတွေလေဂျိုင်းကြားအမှတ်ကလေးတွေမှာပေါ်လာပြီဒီဘက်မှာလည်းဂျိုင်းကြားအမှတ်ကလေးပေါ်လာပြီနော်အဲ့ခါကျတော့မှအမတို့ဒီလိုမျိုးဒီဂျိုင်းထိတ်နဲ့ဒီဂျိုင်းထိတ်ကိုဒီလိုမျိုးတိုင်းလိုက်နော်အဲ့လိုမျိုးလေးတိုင်းမယ်နော်ဒီတဲ့ခါကျရင်ရှင်းရင်ကျပြီးသွားပြီပြီးတဲ့ခါကျတော့နောက်တစ်ခုကရှေ့ခါမှာ11ထိရှေ့ခါမှာ11ထိဆိုတာကအမတို့ဒီမှာခါမှာဒီလိုမျိုးပေတိုးလေးကိုထောက်